င်္ဂလာပါကိုအခုအကြောင်းလေးကျွန်တော်တို့မိတ်ဆက်ပေးလို့ရမှာ အားရပါတယ်ကိုနာမည်ကိုစီသူဝင်းလို့ခေါ်တယ်ဟုတ်ကိုကတဝဲရပါအခုကတော့ခီးသွားလုပ်ငန်းတွေလုပ်ပြီးတန်ငယ်ချင်းနဲ့နှစ်ယောက်ခီးသွားလုပ်ငန်းလုပ်နေအောင်တော့ဒါပြီးတော့မစီဝိုင်းလုပ်ငန်းတက်ရှိတယ်အခုတို့ခီးသွားခဲ့တဲ့နေရာတွေကို social media ပေါ်မှာပြန်ပြီးတော့တင်တဲ့အခါဘယ်လိုမျိုးအကျိုးကျေးဇူးတွေရနိုင်မလဲရပါတယ်ကျေးဇူးတွေတော်တော်များများရတယ်အဲ့ကျေးဇူးဆိုတဲ့နေရာမှာနှစ်ချက်ရှိအောင်ကောင်းခြင်းရဲ့ဆိုခြင်းရှိတယ်ကောင်းခြင်းနဲ့ရတာတော့ကောင်းတော့အခါကျရင်ဆိုခြင်းနဲ့ရတာတော့တချို့အရာလေးတွေရှိတယ်ပေါ့နော်အဲ့ဒါတော့နောက်ပြန်မယ်ကောင်းခြင်းနဲ့ရတာတော့အခုတို့သွားကြတဲ့နေရာဖိတ်ခေါ်တော့မရောက်ဘူးတဲ့နေရာတွေဘယ်လိုပြောရမလဲတော့မကွန်ပျူတာတဲ့ခီးသွားလုပ်ငန်းတွေအများကြီးကိုတို့ဗမာပြည်ထဲမှာရှိသေးတယ်ဆိုတာတော့သိစေချင်တာပေါ့အဲ့ကျူကျေးဇူးတွေကိုတို့နိုင်ငံလူတွေအများကြီးသိခွင့်ရမှာအဲ့ကျူကျေးဇူးတွေတော့အများဆုံးရတယ်လို့ထင်တယ်နမဲကြီးမကြီးသေးတဲ့နေရာတွေကို social media ပေါ်မှာတင်တဲ့အခါလူတွေကဒီလိုနမဲမကြီးသေးတဲ့နေရာတွေရဲ့အပေါ်ပို့ပြီးတော့လာဖို့အတွက်စိတ်ဝင်စားနိုင်တယ်အများကြီးစိတ်ဝင်စားနိုင်တယ်အဲ့စိတ်ဝင်စားနိုင်တယ်လို့ပဲအဲ့နောက်ဆက်တွဲမှာဆိုးကျိုးလည်းအများကြီးရှိတယ်ကောင်းကျိုးလည်းရှိတယ်အဲ့ကောင်းကျိုးကတော့ဒေသခံတွေခွင့်လန်းနေပို့ပြီးတော့ဖြစ်လာမယ်တိတ်ပြီးဒီမတည်သေးတဲ့နာမျိုးမတည်သေးတဲ့နေရာတွေပို့ပြီးသိလာမယ်ဒါတစ်ဆက်တည်းပဲလေအဲ့ဒါလိုပဲတချို့အရာတွေကဆိုးကျိုးတွေကတော့အများကြီးရှိလာနိုင်တယ်social media ပေါ်မှာမတင်ဖြစ်နိုင်ခဲ့တဲ့နေရာတွေဘယ်လိုဆုံးရှုံးဖြစ်တယ်လဲဘယ်လိုဆုံးရှုံးဖြစ်လဲဆိုတော့ဆုံးရှုံးမှုတော့ရှိတယ်အများကြီးရှိသလိုတခါကျမတင်ပြစ်လိုက်လို့ဝမ်းသိပ်ပြီးတော့ဝမ်းမနေဘူးပေါ့နော်ဆုံးရှုံးမှုကမတင်ပြစ်တာထက်တင်လိုက်လို့ဆုံးရှုံးမှုကပိုကြီးနေတဲ့ဟာတွေလေကိုတို့တော်ဘက်မှာကြုံခဲ့ရတာရှိတယ်တခြားနေရာမှာလည်းညီလေးတို့လည်းတိမှာပါကြုံမှာပါအဲ့လိုမျိုးတွေရှိတယ်အခုမှမတင်ပြစ်ခက်တဲ့နေရာတွေအများကြီးရှိတယ်အရန်လှတယ်မတင်ပြစ်ဘူးဒီတိုင်းမှာကိုသွားပြီးကိုယ့်ဟာကိုပဲပါးပိတ်ပြီးတော့ရင်ကိုနှုတ်ပိတ်နေခဲ့တဲ့ဟာတွေလည်းအများကြီးရှိတယ်အဲ့ဒါတော့ဆုံးရှုံးမှုကြီးမှကြောက်လို့ကျွန်တော်တို့ဒီခု project မှာကျတော့ social media ကိုတုံ့ပြန်ပြီးတော့ local budget လေးတွေကိုလူသိများအောင်လူတွေ့ attention ရအောင်ဘယ်လိုလုပ်လို့ရမလဲကိုတို့ချန်လေးပြီဒီဘက်ကမှာ social media တုံးပြီးတော့လူသိများအောင်လုပ်တာအရန်လွယ်တယ်တော်တော်များများလည်းပေါက်တယ်နာမည်ကြီးတယ်လို့နာမည်ကြီးတွေခေါ်ပြီးလည်းလုပ်လို့ရတယ်လို့နေရာဒေသတစ်ခုရဲ့ကျင်ပေါ်မှုကြည့်ပြီးတော့လည်းလုပ်လို့ရတယ်ဒီဒါကတော့ကိုမြင်နေပြတာအရန်လွယ်တယ်လို့ခံစားရတယ်ပန်းညက်တစ်ခုပေါက်ဖို့လည်းလွယ်တယ်လို့ခံစားရတယ်အခုညီလေးတို့လုပ်တဲ့ပန်းညက်ဆိုရင်လုပ်တဲ့အရန်လွယ်တယ်ပေါက်ဖို့ကအရန်လွယ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုပန်းညက်မျိုးဘယ်နေရာမှာရှိမလဲညီလေးတို့မြင်ဘူးလားဟုတ်တော့ရှိဒီလိုပန်းညက်ဒီတောင်ကုန်ပင်လေပြည့်အဲ့ကျောင်းဆိုရင်ဒီကစားကွင်းလေးဆိုရင်အဲ့ဒီဘောလုံးကွင်းလေးရဲ့အရှိချစ်လုံးကွင်းလေးရဲ့အရှိပါဆိုရင်အိုးအောက်ရှုခင်းမြင်တဲ့ကျောင်းမျိုးမြင်တဲ့ကစားကွင်းဘယ်မှမရှိအဲ့တော့ဒီလိုနေရာကိုပေါက်အောင်လုပ်ဖို့အရင်စိတ်ဝင်စားအောင်လုပ်ဖို့ vlog ပေါင်းရိုက်ပြီးတော့အဲ့ကစားကလေးတွေကစားနေတဲ့ဘောလုံးကန်နေတာလေးအဲ့ပန်းညက်လေးရေစီချောခုတ်လေးညီလေးတို့ခုလုပ်ပေးမယ်ဟာလေးတွေမျိုးအဲ့လိုမျိုးလုပ်ပေးလိုက်ပြီးတော့သူတို့ vlog တွေကောင်းရိုက်ပြီးတော့ဒေဂျာလေးမိတ်ဆက်ပြီးတော့လုပ်ပေးနိုင်ရင်တော့ဒီလာမဲ့လူတွေဒီရွာဘယ်ရွာလဲဘယ်ကကလေးလဲအဲ့လိုပြောပေါ့နော်ဆိုတော့ဘယ်ကကလေးလဲဒီစိတ်ကိုသူတို့ကိုယ်တိုင်ကစိတ်ဝင်စားပြီးတော့ဒီလာချင်တာလေအဲ့လိုမျိုးခံစားအဲ့တော့ဒီရွာမှာတော့လုပ်တော့အရင်လွယ်တယ်ခံစား